ဆီယမရေးတဲ့မြေခွက်စာချုပ်ချုပ်မယ်ဆိုရင်ရှင့်နေနဲ့ချုပ်တင်လားဒါမှမဟုတ်ရက်ကွက်ဥချုပ်ရေးမှုနဲ့ချုပ်တင်လားတရားကောဝင်လားဆိုပြီးတော့အကောင့်ပိုင်ရှင်ဟန်လွင်ရမေးမြန်းထားတာဖြစ်ပါတယ်အဲ့တော့ကိုဟန်လွင်ရေရှင့်နေနဲ့ဥချုပ်ရေးမှုနဲ့လှုပ်ဆောင်ရတဲ့ကဏ္ဍမတူညီပါဘူးဥပမာအနေနဲ့ကျမတို့ဒီရက်ကွက်ဥချုပ်ရေးမှုကိုခေါ်တယ်ဆိုတာကနံပါတ်1တစ်ချက်ကိုဒီအဲ့ရက်ကွက်ထဲမှာ3ရက်ကွက်ထဲမှာပေါ့နော်ဥပမာအနေနဲ့3ရက်ကွက်ထဲမှာကိုမြေကွက်ဝယ်တယ်ဆိုလို့ရှိရင်အဲ့ဒီမြေကွက်နဲ့ပတ်သက်ပြီးတော့ပိုင်ရှင်ဒီကျွန်တော်ကျမဖြစ်သွားပြီဆိုတဲ့ဟာကိုသိစေခြင်းတဲ့အနေနဲ့ခေါ်တာမျိုးလည်းရှိပါတယ်ဒုတိယတစ်ချက်ကတော့အကယ်၍ဒီမြေကွက်နဲ့ပတ်သက်ပြီးတော့ကိစ္စရဲ့တစုံတရာရှိနေခဲ့တယ်ဆိုလို့ရှိရင်လည်းရက်ကွက်ဥချုပ်ရေးမှုဒါမှမဟုတ်လို့ရှိရင်ဒီရက်မိရက်ဖဒီသိနိုင်တယ်ဆိုတဲ့အတွေးမျိုးနဲ့ခေါ်ကြတဲ့သူမျိုးလည်းရှိတာပေါ့နော်နောက်ထပ်တတိယတစ်ချက်ကတော့ကျမတို့ဒီမြေတစ်ခွက်ကိုဝယ်လိုက်ပြီးတဲ့အချိန်မှာအဲ့ဒီမြေခွက်ထဲမှာကိုနေတာတော့၎င်းဒါမှမဟုတ်လို့ရှိရင်အဲ့ဒီမြေခွက်ကိုပိုင်ဆိုင်နေဆိုတဲ့ဟာမျိုးကိုသိစေခြင်းနဲ့အဲ့ရက်ကွက်မှာကိုနေတဲ့အခါမှာလည်းအထူးတလဲမိတ်ဆက်စရာမလိုတော့ဘဲနဲ့ဒါရက်မိရက်ဖရက်ကွက်လူကြီးရက်ကွက်အုပ်ချုပ်ရေးမှုအသိပေးလိုက်ခြင်းအပြင်ကိုဒီအဆင်ပြေနိုင်နေဆိုတဲ့အတွေးမျိုးနဲ့ရက်ကွက်အုပ်ချုပ်ရေးမှုနဲ့ခေါ်ကြတာအယောင်းဝယ်ကိုရက်ကွက်အုပ်ချုပ်ရေးမှုနဲ့စာချုပ်ချုပ်ကြတာဖြစ်ပါတယ်ဒါကရက်ကွက်အုပ်ချုပ်ရေးမှုရဲ့ကဏ္ဍပါဟုတ်ပြီဒုတိယတစ်ချက်ကရှင့်နဲ့အယောင်းဝယ်တွေမှာစာချုပ်ချုပ်ကြတယ်ဆိုတာကတို့ဒီအယောင်းဝယ်တစ်ခုဆိုတာဟာတထိုင်ထဲနဲ့ပြီးသွားတယ်ဆိုတဲ့ကိစ္စဟာနည်းပါတယ်အယောင်းဝယ်တွေကိုတရားဝင်ဖြစ်အောင်ဥပဒေနဲ့ညီဘောင်ဝင်အောင်သွားတဲ့ process တွေရှိပါတယ်အဲ့လို process တွေကိုသွားတဲ့အခါမှာစနစ်တကျသွားဖို့အတွက်နဲ့ဥပဒေရတရားဝင်ပိုင်ဆိုင်မှုခိုင်းမှာဖို့နောက်ပြီးတော့ဒီဝယ်ယူထားတဲ့မြေတစ်ခွက်ကိုကိုယ့်ရဲ့နာမည်ပေါက်ပိုင်ဆိုင်ဖို့စတဲ့ process တွေဆောင်ရွက်ဖို့ကိစ္စရက်ကကြတော့ရှင့်နေရဲ့ကဏ္ဍဖြစ်ပါတယ်အဲ့တော့ရှင့်နေရဲ့ကဏ္ဍနဲ့ရက်ကွက်ဥချုပ်ရေးမှုနဲ့ကဏ္ဍဟာမတူညီပါဘူးအဲ့တော့ကျမကိုဘယ်သူနဲ့ချုပ်တင်လဲလို့အကြံပေးပါဆိုလို့ရှိရင်တော့ကိုကအဲ့ဒီမြေခွက်ကိုဝယ်မယ်ဆိုလို့ရှိရင်မြေခွက်ရဲ့တန်ဖိုးကလည်းများတယ်အယောင်းဝယ်ကိုလည်းအယောင်းဝယ်ရဲ့သဘောတရားကိုလည်းကိုဒီစနစ်တကျမသိဘူးပြောမယ်ဆိုလို့ရှိရင်အယောင်းဝယ်ကိုလည်းကိုကနိမန်လက်မှန်နဲ့တေချာလေးသွားကျင်တယ်ဆိုလို့ရှိရင်တော့စာချုပ်ကိုချုပ်ဆိုတဲ့ဟာကိုကျမတို့ကရှေ့နေနဲ့ပဲတေချာစစ်စစ်ပြီးဆောင်ရွက်ပါဒါပေမဲ့ဒီရဲ့အယောင်းဝယ်ကိုဒီရက်ကွက်ရဲ့အကြီးအကဲဖြစ်တဲ့ရက်ကွက်ဥချုပ်ရေးမှုကိုသိစေခြင်းနဲ့ဆိုလို့ရှိရင်တော့သူ့ကိုတက်တဲ့အနေနဲ့ခေါ်ဆောင်လို့ရပါတယ်တက်တဲ့အနေနဲ့ခေါ်ဆောင်ဆိုတဲ့အခါမှာစာချုပ်မှာလက်မှတ်ထိုးမှမဟုတ်ပါဘူးအကယ်၍စာချုပ်ချုပ်နေတဲ့အချိန်မှာသူရှိနေတယ်ဆိုလို့ရှိရင်ကျမတို့ဟာအဆင်ပြေပါတယ်အကျုံးဝင်နိုင်ပါတယ်လို့ဖြည့်ပေးချင်ပါတယ်ရှင်ကျမကတော့ lawyer စုမုံပါ